ရသော်ဗျာစိတ်လေးကိုတတိနဲ့စောင့်ကြည့်ရစောင့်ကြည့်နိုင်မှုအတွက်တတိဟာအားပြော့နေလို့ရှိရင်လည်းသိမှာမဟုတ်ဘူးပေါ့ဟောမိမိဝတ်စားမှာစွက်ကပ်နေတဲ့အညစ်အကြေးကိုပဂရိမျက်စိနဲ့ကြည့်လို့မှုံဝါးဝါဖြစ်နေမှမလူနဲ့ကြည့်ရအဲ့ဒါလိုပဲဒီတတိဟာမှုံဝါးဝါဖြစ်နေတယ်ဆိုလို့ရှိရင်တတိကောင်းလာအောင်လေ့ကျင့်ယူရမှာဖြစ်တယ်ပေါ့လောကလူတွေဟာနာနဲ့စောစောထပြီးတော့ physical exercise ဆိုတာကျန်းမာဖို့အတွက်လေ့ကျင့်ကြအဲ့ဒါလို့ကိုယ်ကာယကျန်းမာမှုကိုလေ့ကျင့်ကြသလိုစိတ်ကိုလည်းပဲလေ့ကျင့်ပေးလို့ရှိရင်စိတ်ဟာလည်းကျမ်းမာတန်ဆွမ်းလာနိုင်တယ်ပေါ့တတိတွေလေ့ကျင့်ယူရမယ်ရသော်ဘုရားသခင်ကိုရောမြတ်ကမဟာတတိပဋ္ဌာနာသုတ်မှာတတိလေ့ကျင့်ကံဆိုပြီးတမ္ပဇညပပအနေနဲ့ဟောပြောထားတာရှိခုနှစ်ဌာနတတိနဲ့တွဲဖက်တာလည်းအသိပညာဖြင့်လေ့ကျင့်ပေးရမယ်အဲ့ဒါလို့လေ့ကျင့်လိုက်လို့ရှင်မိမိတဏ္ဍာမှာတတိတွေထားတတ်လာလိမ့်မယ်တတိထားရမှတတိမမူခူမမြင်နဲ့ကြီးတဲ့မြင်သာတဲ့အရာတောင်မှပဲတတိမမူလို့ရှိရင်မမြင်ဘူးပေါ့နော်တတိမူလို့ရှိရင်မြူတောင်မြင်တယ်လို့ဆိုတာတတိကြီးလာပြီတတိကောင်းလာပြီဆိုတဲ့အခါမှာအကုန်လုံးမြင်နိုင်စွမ်းရှိလာဒါကြောင့်မို့ကိုယ်စိတ်ကိုခဲခတ်ဖို့အတွက်မြတ်စွာဘုရားသခင်ကိုရောမြတ်ကတတိပဋ္ဌာန်သုတ်ကိုဟောကြားဆုံးမတာဖြစ်တယ်သူ့ဘာသူအလိုလျောက်ဘာမှဖြစ်လာမှာမဟုတ်ဘူးလေ့ကျင့်ခြင်းသင်ကြားသူ့ဘာသူဖြစ်လာမယ်ဆိုရင်ကလေးတွေပဲကြောင်းထားเสียလုံးမလို့နော်ကလေးတွေငယ်စဉ်တောင်ကြီးဘဝကနေပြီးကျောင်းနေပို့ကျူးရှင်နေပို့နဲ့လေ့ကျင့်နေကြတယ်ပညာရအောင်သင်ကြရတယ်ထို့တူပဲစိတ်လေးကိုဒီတိုင်းထားမယ်ဆိုရင်တော့သူဟာအစွမ်းတတ္တိတွေထက်လာမှာမဟုတ်ဘူးသူရဲ့အစွမ်းတတ္တိဖြစ်တဲ့တတိတို့ပညာတို့လေ့ကျင့်သင်ကြားပေးဖို့လိုအပ်တယ်ပေါ့စိတ်ကိုလည်းလေ့ကျင့်သင်ကြားပေးရမှာဖြစ်တယ်လောကလူတွေဟာတရိစ္ဆာန်တွေတောင်မှပဲလေ့ကျင့်သင်ကြားပေးလို့ရှိရင်အသုံးဝင်လာသေးတာပဲကိုယ်စိတ်ကိုလည်းလေ့ကျင့်သင်ကြားပေးဖို့လိုအပ်တယ်လေ့ကျင့်သင်ကြားလို့ရတယ်လို့ဒီလိုဆိုမဟာတတိပဋ္ဌာနာသုတ်မှာတတိနဲ့တမ္ပဇညပေါင်းဖက်ပြီးတော့လေ့ကျင့်တဲ့နည်းကိုမြတ်စွာဘုရားဟောကြားထားတယ်အဲ့ဒါကိုမှတ်သားထားပြီးတော့ကိုယ့်ကိုနေ့စဉ်လေ့ကျင့်တဲ့အလုပ်ကိုလုပ်ကြည့်ပေါ့ဘာနဲ့လေ့ကျင့်ရမလို့ဆိုလို့ရှိရင်ထိုင်နေတဲ့အခါမှာဆိုရသူထိုင်နေတဲ့အခါမှာရှေ့တိုးမယ်ဆိုရင်လည်းတတိထားပြီးတော့တိုးနောက်ဆုံးမယ်ဆိုရင်လည်းအမှတ်တမဲ့မဆုံးလိုက်နဲ့တတိနဲ့ဆုံးဒါလေ့ကျင့်တာနော်ရှေ့ရွှေ့မယ်ဆိုရင်လည်းတတိနဲ့ရွှေ့အမှတ်တမဲ့မရွှေ့လိုက်နဲ့နောက်ရွှေ့မှာဆိုလို့ရှိရင်လည်းအမှတ်တမဲ့မရွှေ့လိုက်နဲ့တတိထားပြီးမှရွှေ့ဟောတာတတိကိုလေ့ကျင့်တာအဘိက္ခန္တိပဋိက္ခန္တိတမ္ပဇာလကာရီတတိရှိလာပြီဆိုရင်ဆင်ញင်တုံတရားကလည်းစဉ်းစားဉာဏ်လေးကလည်းပါလာအကယ်၍တတိမှမဖြစ်ဘူးဆိုရင်စဉ်းစားဉာဏ်မရှိဘူးဒါကြောင့်မို့တတိနဲ့အတိနှစ်ခုတွဲဖက်ပြီးတော့လေ့ကျင့်တာဒါကဒီကိုယ့်ရဲ့လှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့လေ့ကျင့်နောက်ကြည်တာရှုတာနဲ့လည်းပဲလေ့ကျင့်ရတဲ့ကြည်တာလားစောင်းငယ်ကြည်တာလားကြည်ပြီဆိုတာနဲ့တတိနဲ့အတိနဲ့ကြည်အဲ့ဒါလို့တတိနဲ့အတိနဲ့ကြည်လာပြီဆိုရင်အကြည့်နဲ့ပတ်သက်ပြီးတော့တတိတွေရှိလာနောက်တစ်ခါလက်ကွေးခြေကွေးလက်ဆန့်ခြေဆန့်လက်ကွေးဆန့်ကွေးတာဆန့်တာခြေတော့ကွေးတာဆန့်တာတတိနဲ့ကွေးတယ်တတိနဲ့ဆန့်တယ်ဒါလည်းတတိယလေ့ကျင့်ပေးရမယ်အရာဖြစ်တယ်နောက်တစ်ခုကျတော့အဝတ်အစားပြင်ဆင်ဝတ်တယ်အိုးခွဲပကံကိုင်တယ်တွေ့တယ်ဆိုတဲ့အခါမှာလည်းတတိနဲ့အဝတ်အစားပြင်ဝတ်ရမယ်တတိနဲ့အိုးခွဲပကံကိုင်ရမယ်လို့ဒီလိုဆိုနောက်တစ်ခုကျတော့စားတာတောက်တာ
စားတာတောက်တာနဲ့လည်းတတိနဲ့စားတတိနဲ့တောက်တာဖြစ်တယ်လေ့ကျင့်ပေးရမယ်သွားတယ်လာတယ်ရက်တယ်ဆိုတဲ့အခါမှာလည်းတတိနဲ့ပဲလေ့ကျင့်ပေးရနောက်ဆုံးမှအိမ်သာထဲဝင်တာတို့စကားပြောတာတို့အိတ်ထားတို့တိတ်တိတ်နေတာတို့ကစပြီးတော့ကိုယ့်ကိုတတိကတ်နေဖို့လိုအပ်တယ်လေ့ကျင့်အဲ့ဒါလို့ခုနှစ်ဌာနမှာလေ့ကျင့်ပေးခြင်းအပြင်မိမိရဲ့တဏ္ဍာမှာတတိစွမ်းအားတွေတက်လာနိုင်တယ်လို့ဒီလိုဆိုတာနော်ဘာလို့တတိနဲ့နောက်တခုလေ့ကျင့်နည်းကတော့ဘာသတိပဋ္ဌာန်သုံးမှာလာတဲ့အတိုင်းသွားနေရင်သွားနေတယ်လို့တတိထားဒါတမန်အဖြစ်ပြောမယ်ဆိုရင်ကိုသွားတာကိုသိတာပဲကိုထိုင်းတာကိုသိတာပဲကိုအိတ်တာလည်းကိုသိတာပဲလို့ပြောကောင်းပြောလိုက်ပြီသေချာစဉ်းစားကြည့်လူကသွားနေတယ်လို့ဆိုပေမဲ့လို့ခြေထောက်ကသာလှမ်းနေတာစိတ်ကတခြားရောက်တယ်နော်သွားနေတာနဲ့စိတ်နဲ့ဟာတစ်ထပ်တည်းမဖြစ်ဘူးလူကထိုင်တော့ထိုင်နေတာပဲဒါပေမဲ့ထိုင်နေပါလားဆိုတဲ့ပုံမှာအတိမရောက်ဘူးတခြားနေရာရောက်ပြီးတော့တွေးချင်ဟာတွေးနေတယ်ပေါ့လဲလျောင်းအိတ်ဆက်နေတယ်ဆိုတဲ့အချိန်မှာလည်းပဲငါအိတ်နေတာပါလားလို့တတိမရောက်ဘူးတခြားနေရာစိတ်ရောက်နေတယ်အဲ့တော့လုံနေတာကတခြားစိတ်ရောက်နေတာကတခြားအမြဲတမ်းဖြစ်နေစိတ်နဲ့ကိုယ်ရဲ့လှုပ်ရှားမှုတွေဟာတလွဲတွေကြီးပဲဖြစ်နေတယ်ပေါ့ဥပမာပါနဲ့တူလို့ဆိုရင်အိမ်တကားဖွင့်ထားပြီးတော့ရှောက်လဲနေတဲ့သဘောဖြစ်တာပေါ့ခန္ဓာကိုယ်ကြီးကလှုပ်ရှားနေတော့လဲတတိကလှုပ်ရှားမှုပေါ်မှာလုံးဝကပ်မနေဘူးတခြားတွေရှောက်တွေးနေတယ်ဆိုဒါကြောင့်မို့လို့အိမ်သာထဲချော်လဲတယ်တို့ရေချိုးခန်းထဲချော်လဲတယ်တို့နော်လမ်းပေါ်ချော်လဲတယ်တို့တတိမကပ်ဘူးလေတတိကတခြားရောက်နေတယ်လောကလူတွေဟာအဲ့ဒီလိုဖြစ်နေလို့မိမိရဲ့စိတ်ကိုတတိဖြင့်စောင့်ကြည့်ဖို့ရကြိုးစားအားထုတ်ကြအောင်ဖြစ်တယ်ဒီလိုဆိုတာပေါ့နော်တတိဖြင့်စောင့်ကြည့်နေဒါကြောင့်မို့မဟာစီဆရာတော်ဘုရားကြီးတို့ရိတ်တံမှာကမ္မထာပြတဲ့ဆရာသွားရင်သွားတယ်မှတ်ရမယ်ထိုင်ရင်ထိုင်တယ်လို့မှတ်စားရင်စားတယ်လို့မှတ်အိပ်ရင်အိပ်တယ်လို့မှတ်ဆိုတာမျိုးသွန်သင်ဆုံးမပေးတာတတိကိုလေ့ကျင့်ခြင်းပဲဖြစ်တယ်ပေါ့တတိလေ့ကျင့်မှုအာယုံ၄မျိုးပဲမြတ်စွာဘုရားဟောထားတယ်၄မျိုးကဘာလို့ဆိုရင်ကိုယ်ကာယနဲ့ပတ်သက်ပြီးတော့လည်းပဲတတိကိုလေ့ကျင့်ရမယ်ကိုယ်ကာယဆိုတာကာယ ानु ပတနာပေါ့နော်ကာယ ानु ပတနာဆိုတာထွက်လေဝင်လေဆိုတာလေကိုယ်နဲ့ဆက်ဆက်ကိုကာယ ानु ပတနာသွားလာလှုပ်ရှားမှုပြောဆိုမှုတွေကလည်းကိုယ်ကာယနဲ့ဆက်ဆက်နေလို့ကာယ ानु ပတနာနောက်ဆုံးမှာရှိနေတယ်ဗျဒီရွှန်စရာတွေမတင့်တယ်တဲ့အရာတွေဒါတွေအားလုံးဟာလည်းကာယ ानु ပတနာတွေကိုယ်ကာယနဲ့ပတ်သက်ပြီးတော့လေ့ကျင့်ရမယ်ချက်ဟောနောက်တစ်ခုလေ့ကျင့်ဖို့အာယုံထားဖို့ရတာပါစိတ်ရဲ့ခံစားချက်ပေါ့စိတ်ရဲ့ခံစားချက်ဆိုတာစိတ်ညစ်တာလဲစိတ်ရဲ့ခံစားချက်ပဲစိတ်မချမ်းမသာဖြစ်တာလဲစိတ်ရဲ့ခံစားချက်ပဲဝမ်းသာတာလဲစိတ်ရဲ့ခံစားချက်ပဲဝမ်းသာတာလည်းမဟုတ်ဘူးဝမ်းနေတာလည်းမဟုတ်ဘူးပုံမှန်အနေထားအာယုံကိုသိပြီးတော့အတွေ့အကြုံရနေတာလဲစိတ်ရဲ့ခံစားချက်ပဲလို့ဝေဒနာနဲ့ပတ်သက်ပြီးတော့တတိထားဖို့လိုအပ်တယ်ဝေဒနာဆိုတာယောဂဝေဒနာကိုပြောတာမဟုတ်ဘူးစိတ်ရဲ့ခံစားချက်နော်ပြောတယ်မပြောဘူးဆိုတဲ့စိတ်ရဲ့ခံစားချက်တွေဝေဒနာလို့ပြောနောက်တစ်ခါစိတ်တ ानु ပတနာကိုယ်စိတ်လေးရဲ့အခြေအနေကိုသုံးသပ်ကြည့်တာငါစိတ်ထဲမှာလိုချင်တဲ့သဘောတရားတွေရှိနေသလားသို့မဟုတ်လိုချင်တဲ့သဘောတရားတွေမရှိဘူးလားငါစိတ်ထဲမှာအလိုမကျတဲ့ဒေါသတွေဖြစ်တတ်သလားမဖြစ်တတ်ဘူးလားဒါတွေကိုလေ့လာသုံးသပ်တာစိတ်တ ानु ပတနာလို့ခေါ်တယ်အမြဲတမ်းစောင့်ကြည့်တယ်ဉာဏ်နာတွေဉာဏ်နဲ့မိမိတဏ္ဍာမှာရှိတဲ့သဘာဝတရားတွေခန္ဓာ၅ပါးတို့အာရဏ12ပါးဓာတ်18ပါးအစခန္ဓာကိုယ်နဲ့ဆက်ဆက်နေတဲ့ဉာဏ်နဲ့တရားတွေမှန်သမျှဓမ္မာနုပဒနာလို့ကာယ ानु ပဒနာဝေဒနာ ानु ပဒနာစိတ်တ ानु ပဒနာဓမ္မာ ानु ပဒနာ
ဟောဒီတတိလေးကိုလေ့ကျင့်ဖို့အတွက်ခုလိုဟောကြားဆုံးမထားတာဖြစ်တယ်အဲ့ဒါတွေကိုလေ့ကျင့်ပေးမှကိုယ့်ရဲ့စိတ်ကလေးထဲမှာအညစ်အကြေးတွေဆွဲကပ်မှာမဟုတ်ညစ်ကြေးတွေဆွဲကပ်နေလို့ရှင်လည်းဖော့လျှော်လို့ရမိမိအဝတ်အစားဝတ်တဲ့အခါမှာအညစ်အကြေးတွေမကပ်အောင်တတ်မှတ်ပြတ်မြတ်ရေမိုးချိုးပြီးတော့တတ်မြတ်တဲ့နေရာမှာထိုင်တတ်မြတ်တဲ့နေရာမှာအိတ်အညစ်အကြေးမကပ်အောင်ထိမ့်သိမ်းဆောက်ရှောက်တယ်ကိုယ်စိတ်လေးကိုလည်းအခုလိုတတိပဌာန်အာယုံ၄မျိုးနဲ့စောင့်ကြည့်ပြီးတော့စိတ်ထဲမှာအညစ်အကြေးတွေမကပ်အောင်လေ့ကျင့်တဲ့နည်းတွေရသော်ဗျာဟောကြားဆုံးမထားတာဖြစ်တယ်အဲ့ဒါကိုပဲတရားထုတ်တယ်လို့ပြောတာနော်ကမ္မထာထုတ်တယ်ဆိုတာဟာစိတ်ရဲ့အညစ်အကြေးတွေကိုတွန်းလှန်ဖယ်ရှားဖို့ကြိုးစားနေခြင်းပဲဖြစ်တယ်လောကလူတွေကနာနဲ့စောစောထားပြီးတော့ physical exercise တော့လုပ်ကြတယ်လမ်းလျှောက်ကြတယ်ကျန်းမာရေးလိုက်စားကြတယ်နော်ကိုယ်ကာယတန်ဆွမ်းမှုတစ်ခုတည်းကိုပဲအာယုစိုက်ပြီးတော့လုပ်ကြတယ်ကိုယ်ကာယတန်ဆွမ်းမှုကိုအကြောင်းပြုပြီးတော့စိတ်ကြည်နူးမှုတွေတော့ဖြစ်တယ်သို့တော့စိတ်ထဲမှာအငြိအကျေးတွေဆွဲကပ်နေတာကိုတတိမမူဘူးဆိုလို့ရှိရင်စိတ်ထဲကအငြိအကျေးတွေဟာများတယ်များလာတဲ့အခါမှာလူရဲ့စိတ်တွေမှာအငြိအကျေးတွေလွှမ်းမိုးထားသည့်အတွက်ကြောင့်ဖြူစင်မှုတန်ရှင်းမှုအားနည်းလာပြီးတော့လူတွေဟာမကောင်းတဲ့စိတ်တွေပေါ်လာတယ်ဒါကြောင့်မို့ပြောကြတယ်ဒီလူကစိတ်ကောင်းနှလုံးကောင်းမရှိဘူးဒီလူကစိတ်ထားမဖြူစင်မှုနဲ့ပြောကြတယ်အဲ့ကြတော့မှအဲ့တော့စိတ်ထားဖြူစင်နေအောင်ကိုယ့်ကိုလေ့ကျင့်ပေးဖို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအာရခသုတ်တံမှာဟောထားတာလေးကိုမှတ်သားပြီးတော့နေ့စဉ်နဲ့အမျှကိုယ်စိတ်လေးကိုကိုပြုပြင်ဖို့ရဒီဒေသနာတော်ကိုမှတ်သားနာယူထားကြရမှာဖြစ်တယ်စိတ်ကိုတတိဖြင့်စောင့်ကြည့်ရမည်မြတ်စွာဘုရားစိတ်ဆိုတာကိုယ်စိတ်ကိုပြောတာသူများစိတ်ကိုစောင့်ကြည့်ရမှာမဟုတ်ဘူးကိုယ်စိတ်ကိုတတိဖြင့်စောင့်ကြည့်ရစောင့်ကြည့်ဖို့ဆိုတာတတိရှိရမယ်လို့ဒါဖြင့်ပညာမပါဘူးလားလို့ဆိုပါတာပေါ့တတိရှိမှပညာဆိုတာဖြစ်တယ်တတိမပါရင်ပညာမဖြစ်ဘူးတဲ့စာပေကျမ်းဂန်ထဲမှာနာဟိတတိဝိရဟိတာပညာနာမအဋ္ဌိတတိမပါတဲ့တတိကင်းတဲ့ပညာဆိုတာမရှိဘူးဒါကြောင့်မို့ဒီနှစ်ခုကိုမြတ်စွာဘုရားကတတိတမ္ပစင်ညလို့ဆိုပြီးတော့တွဲဖက်ပြီးဟောတာတတိကတတိတမ္ပစင်ညကပညာဒီနှစ်ခုပေါင်းစပ်ထားမှအမှန်ကန်ကိုသိနိုင်စွမ်းရှိတယ်ပေါ့တစ်ခုတည်းနဲ့မရဘူးနှစ်ခုပေါင်းစပ်ရစာအုပ်ဖတ်တဲ့အခါမှာကြည့်စာအုပ်လေးတစ်အုပ်ဖတ်ချင်လို့ရှိရင်စာကိုကြည့်တာကမျက်လုံးနော်စာအုပ်ကိုဖွင့်ပေးတာကလက်မပါရင်လည်းစာကြည့်လို့မရဘူးမျက်လုံးမပါရင်လည်းစာကြည့်လို့မရဘူးနှစ်ခုပေါင်းစပ်ပြီးတော့လုပ်တယ်ဆိုတဲ့သဘောလေးကိုသေချာစဉ်းစားကြည့်နော်လက်ကစာအုပ်ကိုဖွင့်ပေးတယ်မျက်လုံးကကြည့်တယ်မျက်လုံးကစာအုပ်ကိုဖွင့်မပေးနိုင်ဘူးကြည့်ုံပဲကြည့်နိုင်လက်ကလည်းပဲစာအုပ်ကိုဖွင့်တာမကြည့်နိုင်ဘူးသူနော်အဲ့ဒီသဘောကိုစဉ်းကျင်စဉ်းစားကြည့်ဒီသဘောပဲလမ်းလျှောက်တယ်ဆိုပါစို့လမ်းလျှောက်တယ်ဆိုတဲ့အခါမှာခြေထောက်ကသာလမ်းလျှောက်တာလေသို့တော့ခြေထောက်ကလမ်းမှာဂျိုင်းရှိသလားကျင်းရှိသလားဆူးညောင်းခလုတ်ရှိသလားသူမကြည့်နိုင်သူကမမြင်ဘူးမြင်တာကကြည့်ပေးရမှာကမျက်လုံးကကြည့်ပေးလမ်းကလျှောက်ဒီနှစ်ခုပေါင်းစပ်လိုက်မှအလုပ်တစ်ခုဆိုတာဖြစ်တာအနည်းဆုံးနှစ်ခုပေါင်းစပ်ပြီးတော့လုပ်နေတယ်ဆိုတဲ့သဘောတရားလေးကိုစဉ်းကျင်စဉ်းစားကြည့်ပေါ့ဒါကြောင့်မို့အခုလည်းပဲစိတ်ရဲ့ဖြစ်ပုံတွေကိုစိတ်ဓာနုပဒနာသဘောစိတ်ကိုတတိဖြင့်စောင့်ကြည့်ဖို့လိုအပ်တယ်မြတ်စွာဘုရား